Hello，大家好。ဒီနေ့မှာတော့應該ဆိုတဲ့စကားလုံးကိုဘယ်လိုအသုံးပြုလို့ရလဲဆိုတာကိုအားလုံးပဲအတူတူလေ့လာလိုက်ကြရအောင်။應該定的老弟，你應該好好學習。你們應該定的老弟，好好學習。တေချာကြိုးစားတင်ယူတင်သည်我們應該幫助他。我們ငါတို့應該定的幫助ကူညီသည်他သူ我們應該幫助他。明天應該會下雨。明天မနက်ဖြန်應該လောက်ဒီဒီနေရာမှာတော့လောက်ဒီဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်會下雨မိုးရွာသည်明天應該會下雨နောက်ဆုံးတစ်ခုကတော့他應該已經到家了他သူမ應該လောက်ဒီ已經နေပြီဆိုတဲ့အဓိပ္ပာယ်ရပါတယ်到家了အိမ်ရောက်နေပြီ他應該已經到家了သူမအိမ်ရောက်နေလောက်ပြီ